ဆိုတော့ကျွန်တော်အရင်နဲ့စထွက်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကဒီယထာကို9နာရီ10မိနစ်မှာစီးရမယ်ပြီးတော့ဒီတက်စီနဲ့သွားမယ်ပေါ့နော်လိုင်းကားတော့တိုးမစီတော့ပါဘူးဘာလို့လဲဆိုတော့ယထာလွတ်သွားလို့ရှိရင်အဆင်မပြေဘူးလေယထာဘူတာကိုရောက်ပြီပေါ့နော်ဆိုတော့ဒီမှာတက်ကတ်ဝယ်ပြီပေါ့နော်တက်ကတ်ကဘတ်20ပေးရပါတယ်ယထာကတော့တနာရီကျော်တနာရီမိနစ်20လောက်စီးရမယ်ထင်တယ် Okay let's go ခုဆိုတော့ယထာစထွက်ပါပြီယထာကတော့ကျွန်တော်လက်မှတ်ဝယ်ထားတာဒီ fan နဲ့မှာ third class မှာပေါ့နော်ဆိုတော့9နာရီ10မိနစ်ဆိုတာလည်းယထာစထွက်ပါတယ်ခုကတော့ရုတ်တရက် train station ရောက်ပါပြီ train station ကနေပြီးတော့ကားလမ်းကူးပြီးတော့ဟိုဘက်ကိုဒီလှေလေးတစ်ဆင့်စီးရအောင်ပဲပေါ့နော်ဆိုတော့ဒီရှေ့မှာအားလုံးတွေ့တဲ့အတိုင်းပဲဒီမှာဆိုင်ကယ်တက်စီသမားတွေရှိတယ်ပြီးတော့တုတ်တုတ်တွေလည်းဒီမှာငှားလို့ရတယ်ပေါ့နော်ဆိုတော့တနေကုန်ကိုဒီဘတ်900 800လောက်ပေးရတယ်လို့ကြားတယ်ဆိုတော့ကျွန်တော်ကတော့ဒီစပိန်စီးသွားမယ်ပေါ့နော်စပိန်စီးသွားပါမယ်ဆိုတော့ကျွန်တော်ဟိုဘက်တစ်ဖက်ကန်းကိုသွားရမယ်ပေါ့နော်တေးစီပြီးတော့ဟိုဘက်ကန်းကိုကူးမယ်ပြီးတော့ဒီကတက်တက်ကလေးတွေကပုံစံလေးရတစ်မျိုးလေးတွေဗျဘာကြည့်ဆိုင်ကယ်နဲ့သွားကျင်တဲ့သူတွေလည်းဒီမှာဆိုင်ကယ်ငှားလို့ရတယ်ပေါ့နော်ဆိုင်ကယ်လည်းငှားလို့ရတယ်ပြီးတော့စပိန်လည်းငှားလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီစပိန်ငှားသွားပါမယ်ဆိုင်ကယ်တော့မငှားတော့ဘူးပေါ့နော်ကျွန်တော်ဆိုင်ကယ်ငှားမလားဆိုပြီးတော့နောက်ကအန်တီတွေမေးကြတယ်ပေါ့နော်Hello no thank you လေစိတ်ရောက်လာပြီပေါ့နော်လေစိတ်ရောက်လာပြီ10ဘတ်တော့ပေးရမယ်ထင်တယ်ကျွန်တော်ကြားဘူးရတော့10ဘတ်ပေးရတယ်ဆိုတော့ဒီမှာတက်ကတ်ဝယ်မယ်ဝယ်ပြီးတော့ဒီမှာဒီလေစိတ်ကနေသွားမယ်ပေါ့နော်ကဲလေရောက်လာပြီဆိုတော့ဒီစီးပါမယ်ဒီဆိုတော့ plan change လိုက်တယ်ပေါ့နော်ကျွန်တော်စပိန်နဲ့ကနေရန်ပူတော့မနှင်းနိုင်လောက်ပြဆိုတော့ဆိုင်ကယ်ငှားလိုက်တယ်ပေါ့နော်ဆိုင်ကယ်တနေကုန်စားဟုတ်ဘတ်200ပါဒါကတော့ပထမဆုံးဖះလာဖူးရပါတော့ဒီအယုဒ္ဓယကိုလာမယ်ဆိုလို့ရှိရင်ဒီဖះကမဖြစ်မနေလာဖူးရမယ်ဖះပေါ့နော်သူကဖះရဲ့ခေါင်းတော်ကဒီညောင်ပင်တွေရဲ့အမြင့်တွေရဲ့ကြားထဲမှာရှိနေတာအဲ့ဒီဖះမှာတပုံရိုက်တဲ့သူတွေတော်တော်များတယ်ပေါ့နော်ဆိုတော့ဖះရဲ့အမည်ကတော့ဝတ်မဟာတတ်လို့ခေါ်တယ်ပေါ့နော်အဲ့ဒီဖះကိုရောက်နေတာပါလောဆယ်တက်ကတ်ဝယ်ရမယ်ပြီးရင်တော့အထက်ဝင်မယ်ပေါ့နော်အယုဒ္ဓယမှာရှိတဲ့ဖះတွေအားလုံးကိုဖူးလို့ရတဲ့တက်ကတ်ကိုဘတ်300နဲ့ဝယ်လိုက်တယ်ပေါ့နော်ဒါပေမဲ့လို့ရှင်ဒီရှေ့မှာထိုင်ပြီးတော့ရရတယ်ပေါ့နော်ဒီရှေ့မှာလည်းစာရေးရေးထားတယ်ရုပ်တရားကိုလာမယ်ဆိုလို့ရှိရင်ဒီဖျားကတော့ဒီမှာဖြစ်မနေလာဖူးရမယ်ပေါ့နော်ရုပ်တရားမျိုးကြာရှုံးပြီးတော့ပြတ်သုံးသွားကြတဲ့ဖျားတွေအားလုံးရောဒီမျိုးရောမပြုတ်မပြင်းမဲနဲ့ထားခဲ့တာပေါ့နော်အခုတော့ဒီရုပ်တရားမျိုးက UNESCO ရဲ့အတိမတ်ပြုမျိုးတစ်မျိုးဖြစ်နေပြီပေါ့နော်
ကျွန်တော်တို့အခုတွေ့နေရတာတော့ဒီအယုဒ္ဓယအရင်တော့အရန်ကိုမှစီကားခဲ့တော့ခန္ဓာထဝါခဲ့တော့အယုဒ္ဓယမျိုးရဲ့ပုံစံကိုသူတို့ဒီပြန်ပြီးတော့ပြထားတာပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီကွန်ပေါင်ကစင်ပြူရှင်မင်းလက်ထက်မှာအယုဒ္ဓယမြို့ဒုတိယအကြိမ်သိမ်းပိုက်ဖြစ်စီခဲ့လို့ဒီအယုဒ္ဓယမြို့ဟောင်းပြတ်သုံးခဲ့တဲ့မြို့အယုဒ္ဓယမြို့ကိုအခုလိုတွေ့ရတာပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာတွေအနေနဲ့ဆိုရင်တော့ဘန်ကောက်ကိုလည်းရောက်နေတယ်ဆိုရင်တော့ဒီနေရာကိုလာလက်ကြည့်တင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒါကထိုင်းနိုင်ငံအယုဒ္ဓယမြို့မှာရှိတာဆိုပေမဲ့တမိုင်းကျောင်းကိုတော့ကျွန်တော်တို့မြန်မာတွေနဲ့အတူမျှဝေပိုင်ဆိုင်ထားလို့ပဲဖြစ်ပါတယ်။ပြီးတော့ဘန်ကောက်နဲ့လည်းသွားရတာအဆင်ပြေတယ်ပေါ့နော်။ယထာစီးလာလို့ရှိရင်တနားကြီးကျော်ပဲဝေးတာဆိုတော့လာလဲဖို့ကျွန်တော်ကတော့ recommend ပေးချင်ပါတယ်။ငါ့ကိုပြန်နေပါ ਈ ညနေ6:20